ICJ International Court of Justice ဘယ်ကနေပေါ်လာတယ်လဲကနေစပြောရမှာဟုတ်ပါဘူးဒီကုလသမဂ္ဂကြီး1942 charter ရပေါ်လာတယ်ပဲနောက်45မှာသူ့ရဲ့ charter ပေါ့နော်ဒီ ICJ charter ရပေါ်လာတယ်အဲ့ဒီမှာအဓိကစကားလုံးတစ်လုံးကျွန်တော်ပြောချင်ပါတယ်ပြောလဲပြောပြီးသားပါ interstate dispute နိုင်ငံအချင်းချင်းအငြင်းပွားမှုဟုတ်ကဲ့ကျွန်တော်တို့ကဂမ်ဘီယာနဲ့ဘာအငြင်းပွားစရာရှိလဲဒါကရခိုင်တမိုင်းပညာရှင်ဦးသိန်းမောင်ပြောသွားတာပါသူပြောရှင်တာကဂမ်ဘီယာနိုင်ငံနဲ့မြန်မာနိုင်ငံနဲ့ဓာတ်ရိုက်ပတ်သက်မှုမရှိတဲ့အပေါ်မှာအငင်းပွားမှုမရှိတဲ့အပေါ်မှာတရားစွဲဆိုပိုင်ခွင့်မရှိဘူးဆိုပြီးတော့သူကပြောရှင်တာပေါ့နော်ဒါပေမဲ့1948ခုနှစ်မှာပြဋ္ဌာန်းထားတဲ့ ICJ ရဲ့ Genocide Convention ထဲမှာတော့ interstate dispute တက်ပို့ပြီးတော့ရှိတယ် interstate dispute နိုင်ငံအချင်းချင်းဆိုတာတော့မှန်တယ်ဒါပေမဲ့ဒီဥပဒေကပြဋ္ဌာန်းထားတာကမ္ဘာပေါ်မှာ genocide မဖြစ်အောင် genocide ကိုကာကွယ်ဖို့အတွက်ဒီဥပဒေကိုပြဋ္ဌာန်းထားတာဖြစ်တယ်အဲ့ဒီတော့ဒီပြဋ္ဌာန်းချက်ကိုသဘောတူပြီးတော့လက်မှတ်ထိုးထားတဲ့နိုင်ငံတိုင်းကဒီ convention ကိုလိုက်နာဆောင်ရွက်ရမယ် genocide ကိုကိုယ်တိုင်လည်းကျူးလွန်လို့မရဘူးဒီပြဋ္ဌာန်းချက်ကိုသဘောတူပြီးလက်မှတ်ထိုးထားတဲ့အဖွဲ့ဝင်နိုင်ငံတွေကတနိုင်ငံကgenocide ကိုကျူးလွန်နေတယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီနိုင်ငံကိုလည်းတရားစွဲဆိုပိုင်ခွင့်ရှိတယ်ဒါအဖြစ်အဝရှိတယ်အဲ့ဒါကြောင့်ဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံကိုတရားစွဲဆိုပိုင်ခွင့်ရှိတယ်ဘာဖြစ်လို့ဆိုတော့မြန်မာနိုင်ငံက1940ခုနှစ်မှာဒီ ICJ ရဲ့ Genocide Convention ကို Genocide ကိုကာကွယ်ဖို့အတွက်ပြဋ္ဌာန်းထားတဲ့ဥပဒေကိုလက်မှတ်ထိုးထားလို့ပဲဖြစ်ပါတယ်မြန်မာနိုင်ငံကဒီဥပဒေကို1940ခုနှစ်မှာလက်မှတ်ထိုးထားပေမဲ့အထည်ဖြူတာကတော့1956ခုနှစ်မှာဖြစ်ပါတယ်ဆိုတော့ဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံကိုတရားစွဲဆိုပိုင်ခွင့်အဖြစ်အဝရှိတယ်မြန်မာနိုင်ငံကဒီ ICJ ရဲ့ Genocide Convention ကိုလက်မှတ်ထိုးထားလို့ဖြစ်ပါတယ်နော်ဒီရခိုင်တမိုင်းပညာရှင်ဦးသိန်းမောင်ကဒီဟာတွေကိုသိတယ်ဒါပေမဲ့သူဒီဟာတွေကိုမပြောရှင်ဘူးသူကလင်းရှင်တယ်ပြောင်းလေပြောင်းစလောက်ရှင်တယ်ဒီလူကဟိုတနေ့ကလေရူဟင်ဂျာလူမျိုးဆိုတာတဲ့ရခိုင်လူမျိုးတွေကိုခေါ်တာဆိုပြီးတော့လေပြောင်းလင်းပြောင်းစလောက်ခဲ့ဘူးတဲ့အခုလေဒီ ICJ ရဲ့1948ခုနှစ်မှာပြဋ္ဌာန်းထားတဲ့ Genocide Convention ကိုလေဒီလူကပြောင်းလင်းပြောင်းစလောက်ပြန်ပြီအမေကဒီလူမထက်တာတော့မဖြစ်နိုင်ပါဘူးကျွန်တော်တို့ဘာမဟုတ်တဲ့လူတွေတော့ဒီပြဋ္ဌာန်းချက်ကိုနားလေတယ်ဒီလူကလွယ်လွယ်ကူကူနဲ့ဓမ္မပညာရှင်ကြီးဖြစ်လာတာတော့မဖြစ်နိုင်ပါဘူးဗျာဒီလူကပြောင်းလင်းပြောင်းစားလောက်နေတဲ့လူပဲဖြစ်ရမယ်ကဲဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါမယ်